ကောင်မလေးတွေထုံးထဲမှာစာလေးတွေရေးလို့ပို့ကြတယ်ရေးတဲ့စာသားရဲ့အစမ်းလေးတွင်ရတယ်ကြောက်ကြည့်မဲ့သူတို့ရေးတဲ့စာလုံးတွေဟိုင်းဟိုင်းဘူးလေဟိုင်းဟိုင်းဘူးလေရင်ကျလို့ပါညာလေးရဲ့ခင်တတ်ပါလေကွီရဲ့ရင်ကျလို့ပါညာလေးရဲ့ခင်တတ်ပါလေကွီရဲ့ညာလေးနာမည်ပဲသူလေးအာနာပါလေငပြောဘူးညာလေးနာမည်ပဲသူလေးအာနာပါလေငပြောဘူးညာလေးမှချင်းရမယ်သူကွင်းရှိသလားကွယ်အပြုတ်ကြီးနဲ့ကိုစဉ်းစားထားတဲ့အနောက်ပါလေကွီရဲ့ညာလေးမှချင်းရမယ်သူကွင်းရှိသလားကွယ်အပြုတ်ကြီးနဲ့ကိုစဉ်းစားထားတဲ့အနောက်ပါလေကွီရဲ့ဒီလိုဆိုညာလေးကိုကွယ်သိချစ်တယ်ဟောတော့လူလေးချက်ချင်းဒီပါလားဗုဒ္ဓမြတ်စွာဘုရားဒီလိုဆိုညာလေးကိုကွယ်သိချစ်တယ်ဟောတော့လူလေးချက်ချင်းဒီပါလားဗုဒ္ဓမြတ်စွာဘုရားညာလေးနဲ့ရှောင်းလဲကြမယ်မုန်းငါစားမယ်မမကြီးကဆူနေမယ်သမီးသိတတ်တယ်ညာလေးနဲ့ရှောင်းလဲကြမယ်မုန်းငါစားမယ်မမကြီးကဆူနေမယ်သမီးသိတတ်တယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့တက်ပြီးကြိုးစားမယ်ဖြစ်နိုင်မှာဘူးခွေးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့တက်ပြီးကြိုးစားမယ်ဖြစ်နိုင်မှာဘူးခွေးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီမှာစားသူဒီမှာလည်းကြကိုကြီးများရဲ့ဒီမှာစားကိုမှလို့ရေးချမ်းကမလေးများရဲ့ဘာအောင်လို့ပြီလဲဘာစကားကြီးတွေလဲအမကြရင်မှဖြစ်သွားမယ်ထိသိကြပါတငယ်ချင်းတို့ရဲ့ကောင်လေးတွေခုခေတ်ကောင်မလေးတွေဖုန်းထဲမှာစာလေးတွေရေးလို့ပို့ကြတယ်ရေးတဲ့စာသားရဲ့အစမ်းလေးတွင်ရတယ်ကြောက်ကြည့်မဲ့သူတို့ရေးတဲ့စာလုံးတွေဟိုင်းဟိုင်းဘူးလေဟိုင်းဟိုင်းဘူးလေရင်ကျလို့ပါညာလေးရဲ့ခင်တတ်ပါလေကွီရဲ့ရင်ကျလို့ပါညာလေးရဲ့ခင်တတ်ပါလေကွီရဲ့ညာလေးနာမည်ပဲသူလေးအာနာပါလေငပြောဘူးညာလေးနာမည်ပဲသူလေးအာနာပါလေငပြောဘူးညာလေးမှချင်းရမယ်သူကွင်းရှိသလားကွယ်အပြုတ်ကြီးနဲ့ကိုစဉ်းစားထားတဲ့အနောက်ပါလေကွီရဲ့ညာလေးမှချင်းရမယ်သူကွင်းရှိသလားကွယ်အပြုတ်ကြီးနဲ့ကိုစဉ်းစားထားတဲ့အနောက်ပါလေကွီရဲ့ဒီလိုဆိုညာလေးကိုကွယ်သိချစ်တယ်ဟောတော့လူလေးချက်ချင်းဒီပါလားဗုဒ္ဓမြတ်စွာဘုရားဒီလိုဆိုညာလေးကိုကွယ်သိချစ်တယ်ဟောတော့လူလေးချက်ချင်းဒီပါလားဗုဒ္ဓမြတ်စွာဘုရားညာလေးနဲ့ရှောင်းလဲကြမယ်မုန်းငါစားမယ်မမကြီးကဆူနေမယ်သမီးသိတတ်တယ်ညာလေးနဲ့ရှောင်းလဲကြမယ်မုန်းငါစားမယ်မမကြီးကဆူနေမယ်သမီးသိတတ်တယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့တက်ပြီးကြိုးစားမယ်ဖြစ်နိုင်မှာဘူးခွေးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီနဲ့တူတူနှစ်ကိုယ်တူနေရဖို့တက်ပြီးကြိုးစားမယ်ဖြစ်နိုင်မှာဘူးခွေးရဲ့ဘဘောလိုပဲနေကြရအောင်ကွယ်ဒီမှာစားသူဒီမှာလည်းကြကိုကြီးများရဲ့ဒီမှာစားကိုမှလို့ရေးချမ်းကမလေးများရဲ့ဘာအောင်လို့ပြီလဲဘာစကားကြီးတွေလဲအမကြရင်မှဖြစ်သွားမယ်ထိသိကြပါတငယ်ချင်းတို့ရဲ့